Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ vlog လေးကတော့ရခိုင်မုတ်ဒီချက်စားမယ် vlog လေးပေါ့နော်အငုံတို့ကိုယ်တိုင်မချက်ဖဲနဲ့ရခိုင်မစစ်စစ်ကိုခေါ်ထားပါတယ်အရင်ကတော့သူ့အိမ်မှာသွားစားတာပေါ့နော်ဒီခေါက်ကတော့အိမ်မှာချက်ခိုင်းထားပါတယ်တငယ်ချင်းတွေကိုလည်းခေါ်ထားတယ်မအားတဲ့နှကောင်တော့မပါဘူးပေါ့နော်ရှင်ပြုတ်ရှင်လာတာနဲ့မိုက်ချက်ညာလေးနဲ့နော်တချင်းလေးနဲ့ဆက်မောင်ပြန်လာရဲ့သူတဲ့ရတော့ရှင်မောင်ကဘာလို့ဖြစ်နေပြီလဲအားပေါ်လည်းရက်တာနော်နှလုံးမှာတစ်ဖက်လေးရောင်ရောင်မှလေးလည်းစားကြည့်နေတာဒီကိုကြောက်အဲ့ဒါနဲ့ချက်ဩဒီလိုရောဘာလို့ရှိသွားပြီဆိုတော့တော့တွေ့ရပါဘူး။ကိုကြီးရတော့ဘာလို့လဲ။ဟောပေါ်လိုက်။ဟောတော့ပြန်ပေါ်လိုက်။မှာပိုင်လာ။နားမများလား။ तू ကတော့လိုအပ်တာတွေကိုရှေ့ရခနဲ့ကြိုးဝယ်ခိုင်းထားရပေါ့နော် तू ကငရွှေဝယ်ခိုင်းတာငရွှေရမရဘူးတဲ့မရတော့အဲ့ဒါငချင်းလေးပဲဝယ်ပြီးတော့ချက်လိုက်ပါတယ်ဒီမှာတော့ तू စပလင်းတွေကိုထောင်းပြီးတော့ထည့်နေရပေါ့နော်ပြီးရင်စာပလာတွေထည့်တယ်ဒီခေါက်ကတော့ तू ခိုင်းတာမှန်သမျှလောက်ရတာပေါ့နော်အခုစက်သွန်မျိုးတွေလည်းခွာခိုင်းတယ်နေမကောင်းလို့ရခိုင်မုန်ဒီချက်ကျွေးခိုင်းတာကို तू ကပြန်ခိုင်းတယ်ဒါကတော့ငရုတ်တီးကြိတ်နေတာပါငရုတ်တီးကအသက်ဆိုပြီးတော့ဘယ်နဲ့ကြိတ်မှန်းမသိဘူး तू ကြိတ်တာရခိုင်မှာဟင်းနဲ့ချက်ပြကလည်းကဒီမတရားလို့ရေမတရားလို့စိတ်တယ်မတရားလို့တိတ်တဲ့ကပြီးတော့ဆီယာမာကြီးကငါးနှုံခိုင်းလို့နှုံရပါတယ်မျက်လုံးကခက်ကောင်းကောင်းဆိုတော့အယိုးမနှဲကြည့်ပြီးတော့နှုံရတယ်ပေါ့နော်အားလုံးရဲ့အသက်ကလည်းငုတ်လက်ထဲမှာအခုဒါကျက်သွမြူတွေကိုသူစီတက်နေရငါးစီတက်ဖို့ဆိုပြီးတော့ပေါ့နော်အခုနောက်ထပ်ကျက်သွမြူတွေထောင်းပြီးတော့သူပြုတ်တယ်စာပလာတွေထည့်တယ်ပြီးတော့သူ့အမေလိုပဲသူများအမေကိုနမ်းတာဆိုတာခုလိုတိုင်းရင်းသားတွေနဲ့ပေါင်းနေရတဲ့အတွက်အရန်အဆင်ပြေပါတယ်အခုဒါကတော့ရခိုင်မုန်ဒီအတုတ်တော့ပေါ့နော်ငါးငပိချက်ချက်နေရပဇွန်အနေနဲ့ share ပဲငါးရီဆိုလည်းအများကြီးပဲမရှိရရှင်ကောင်းတယ်တကယ်ကြီးကတော့၄ယောက်ရှိရကျတဲ့နှစ်ကောင်ကတော့ဗမာဒီနှစ်ကောင်ကတော့ရခိုင်နဲ့ကရင်ပေါ့နော်ပြန်ထအောင်ကတော့ကရင်ဆိုတော့သူ့အမေအာမိုးရဲ့လက်ရာတွေလည်းအရန်ကောင်းတယ်ကရင်ဟင်းတွေချက်ခိုင်းတယ်အိမ်တွေထိသွားစားတယ်ပေါ့နော်အဲ့လိုကတော့တရားကြီးတွေဟောတာဖြစ်နေတရားကြီးကသူ့ဘာလို့ဆိုစားဒါလေတော့ရှိတယ်တောင်းလိုက်တာသူကလည်းလုပ်နေနိုင်ရပါဘူးဟိုဒီကတူတာဟမ်စီစီရကောင်းတာပေါ့ပြောရပါဒီကောင်ကတော့ဘယ်လိုလဲအမမစားဘူးတဲ့တယ်ရဒါဗီဒီယိုလေးဗီဒီယိုလေးပဲတွေ့ရမှာအဲ့လိုဖြစ်နေဘယ်တရားတခါနော်အဲ့ဒါလည်းငါ့နော်အဲ့လိုဆိုတော့ခိုင်းတယ်ရခိုင်မုတ်ဒီစားဘူးသမျှတွေထဲမှာလေသူတို့သားမိနှစ်ယောက်ချက်တာအကြိုက်ဆုံးပဲရခိုင်မစစ်စစ်တွေကိုချက်ခိုင်းတာလုံးဝ share ပဲကွာထိမိပြီးတော့ငါးတွေဆိုတာအများကြီးပဲအိမ်မှာချက်စားတော့လုံးဝအ share ပဲအခုဆိုလဲဒီမှာကြည့်ရုံရခိုင်မုတ်ဒီတုံပါတယ်ပဇွန်တွေရောငါးတွေရောအများကြီးထည့်တာတော့တော်တော်စားကောင်းတာဆိုတာလုံးဝထိမိနေရပဲနေမကောင်းနေရတော့လုံးဝပွန့်ထွက်သွားတယ်သမီးပါနဲ့လားငါတောက်ချင်အောင်ဆုံးလို့ခါစားတယ်ကိုဖီတောက်ချင်ဟောမရတယ်မနေတာငါစားရောက်ချင်တယ်နော်ဒီပဲမနေပဲချင်းလဲပေါ့ဘာလို့ဆိုပေါ့တယ်အဲ့ဒါကြီးဘွေရမကောင်းသေးဘူးဘွေရဒီမှာလက်ထက်ရောက်နေမလေးကွာအမြင်လေးနောက်ပိုင်းကားကိုလည်းဒရိုက်ဘာကိုဒရိုက်တာပဲခံတယ်ဟုတ်တယ်လေဟုတ်တယ်လေမင်းတို့ကထားရတယ်အငုံကနေမကောင်းလို့ပါဇက်ပြက်နေရလို့သူ့ကိုပြောလိုက်တာနောက်ရက်လာချက်ကျွေးမယ်ဆိုပြီးချက်ချင်းရောက်လာပြီးတော့လာချက်ကျွေးတာရမ်းချစ်ဖို့ကောင်းတယ်နောက်တစ်ကောင်ကတော့နောက်ကျနေလို့ရောက်မလာသေးဒါကတော့ဗဒကာတီးတုပ်ပေါ့နော်တစ်တော့ကြည့်ပြီးတော့တုပ်ကြတာဒီရခိုင်မကလည်းဗဒကာတီးတုပ်ကိုမစားဘူးတဲ့အဲ့တော့သူ့ရဲ့လက်တဲ့ဆန်းပြီးတော့တုပ်တာသူတုပ်တဲ့ဟာမှအငုံကပြန်ပြင်တာအငုံကပါလဲနှမ်းဖြူသူတုပ်ထားတဲ့ဟာကိုပြန်ပြီးတော့ပြင်ထားတာပေါ့နော်ကြည်အမရှင်တို့တေးလာပြီတွေ့ရင်ရံဖြစ်တော့မယ်ကြိုက်ကြတော့မယ်တော့ကတ်ကြတော့ရဟုတ်ဟုတ်ဟုတ်ဘယ်ပြင်ပြတာ9နိုင်ကျော်စိတ်ကပဲစိတ်ပိတ်အခုတက်တာပါတက်တာပါဦးနေရတယ်အမလည်းဘာမှဖြစ်နေပါဘူးသူကဟင်းသာလာချက်ကျွေးတာမျိုးလုံးတစ်ဖက်ကရောင်းနေတာစီကန်းပြမယ်ဟာကိုအိမ်မှာညာအိတ်စီခြင်းလို့မြှူဆွေနေကြတာကြောက်ဘာဖြစ်ရလဲတစ်လုံးဒီမှာနေရမှာမဟုတ်တာဟုတ်လေအဲ့ဒါအိမ်ကပြန်လာလို့ပြောခဲ့တာပြန်တော့နောက်ရပြန်သွားတော့အလုပ်ရှိတော့ဆက်မအားဘူးတမီးကချက်နေလေမလုပ်နဲ့အေးအဲ့လိုလည်းလုပ်တော့ဘာလဲစိတ်ခတ်တယ်ဟုတ်ပြောတယ်တော့ဆက်အောင်ကနေမှာဘာလို့ကြတာလဲမင်းကတော့တမလားလေအဲ့ဒါကြမှာအိမ်လာလေတဲ့အမကိုဒါသမီးတို့ရဲ့ဆက်ဆံရေးပဲဆိုပြီးရှင်းပြနေတာနိုင်ရရလူသားနိုင်တယ်အဲ့လိုမလုပ်နဲ့တော့အဲ့လိုမလုပ်နဲ့ဟမ်တမန်နဲ့လေဟိုကလည်းအေးပါလေဘာဖြစ်လဲအဲ့လိုလုပ်တော့ဘာဖြစ်လဲငါရဲ့လေငါမျိုးသားတာခုငါမျိုးသားအေးပါနော်
ကျွန်တော်ဘာမှမစားရသေးဘူးဘာလို့လဲဆိုတော့ကြည့်လိုက် အဲ့ဒါတော့ပြန်တော့နေဆုံးမလားမဆုံးဘူးလား သူစဖို့ဆုံးလို့တည်တယ် စံနာတူတာကိုစတူဖြစ်ပါစေ So you may not get out of you are the three point tower baby လာချာနေတာရဲ့လာတွေနေကမခွဲဘူးငင်ကြော်ရဲOh, you're not wrong, yeah. Oh, you're not easy. ဆိုတော့ဒီ vlog ကတော့ဒီလောက်ပါပဲနောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတတ်တာ